မေဖို့စင်းနေဖြစ်ပြီလား ဖြစ်ပြီရမ်းဖြစ်နေ ကဲအဲ့တော့ကျန်တဲ့3ယောက်ခဏလေးနေပြီးတော့တကယ်ကြီးဖြုံးဝေဆိုစမေး လေဒီကောင်အပြင်မှာလဲအရက်ကအဲ့လောက်ပဲလား နေတာတော့ဟုတ်တယ်မေးရဟုတ်တယ် အပြင်မှာလည်းလောက်ပဲတော့အထဲမှာဘယ်လောက်ရှိ ဟုတ်လေ ဒီလောက်ပါပဲ तू ဖက်လက်မရှိတော့ဘူး ဒီမှာလဲအဲ့လောက်ပဲလား ဒီလောက်ပဲလေဒါအမှန်ကြီးကိုဒီလောက်ပဲလေ ဒါတကယ်မတက်ရက်နေရလားဟုတ်ပါဘူးနော်ဟုတ်လားမတက်ရက်နေရလား ဟုတ်ဘူးတဲ့နှခမ်းထော်ပြနေ လေဒီကောင်ကမောင်လေးတင်းမလားကိုတင်းမလားနှစ်ခုလုံး နှစ်ခုလုံးနဲ့ရအယူမှာ လာတောင်းတာ အခုကတကယ်စင်ကယ်လားအဲ့လိုမျိုးလုံးဝရီးစားရှိလား merit လားဘယ်လိုမျိုးလဲ တယောက်ပဲ သင်ကဲ တယောက်ပဲရှိတယ် ရှူတိုးတိုးလို့ပြောရလား ရုပ်ရှင်လောကတွေကမိုင်းမလားဒါပေမဲ့သချင်းဆိုတာကောင်းတယ်ဟုတ်တယ်မလား မသိဘူး ဟုတ်တယ်ဆိုဟုတ်တယ်ပြောလေမဟုတ် လေ ရင်ဟုတ်တယ် မ ပြော ဟုတ် လေ ဘူးပြောလေ နော်မလေးဆိုတော့ပြင်မာဒီကရဲတစ်စိတ်တစ်ပိုင်းဆိုတော့ဘယ်လိုပဲအရာတွေကတူရတယ်ပြင်မာအဲ့လိုဖြူတစ်ခွက်တစ်ခွက်ဖြစ်နေရမျိုးလား ကိုလေအဲ့လိုတော့မဟုတ်တော့ဘူးလေ အော်မျက်လုံးကိုပြောချင်တာလားပြင်မာမျက်လုံးပြူးလေးလက်လို့ပြောချင်တာလား မျက်တောင်တွေကအဲ့လိုမျိုးတစ်ချောင်းကြီးတွေအဲ့လိုမျိုးထောင်ထွက်နေရတာ အပြင်မှာအဲ့လို3ချောင်းထောင်ထွက်နေတဲ့မျိုးလုံးမရှိ ဟုတ် ဘူး လား အရှိမျက်ချောင်းအဲ့လိုကြီးထွက် ဟုတ်တယ်တဲ့စင်ငယ်လားအိမ်အောင်ရှိလား အေးအဲ့ဒါဖြေ စင်ငယ်ပေါ့ ပြိုကြီးလုံးပါလား ဟောတခါလုံးပြီးသွားပြီလား မဟုတ်လေရှူတိုးတိုးပြောတာ ဘလို့တကားလို့တာလို့ အတိတွေလက်ချောင်းထောင်မှာတခါလုံး ဘ ပြီး လို့ သွား တ ပြီ ကားလောက်တာလဲ ဘလို့တကားလို့တာလို့ တခါလုံးလက်ချောင်းထောင်ရတယ်လေ ရှူတိုးလို့ပြောတာ အော်ရှူတူတူတီးဘူးလေတခါလုံးဘူးလေထင်တာ အဓိပ္ပာယ်ကောက်တာတော်တာကွာ တို့အစားအစာကြီးကြိုက်တာ ကြိုက်တယ် တိုက်တယ် နို့လဲကြိုက်တာပေါ့ နိုးတော့အစားအစာကြိုက်မကြိုက်မသိဘူး तू ကနွားလေးဆိုနိုးတော့တိုက် နာမည်နှလုံးနဲ့မလားနာမည်နှလုံးနဲ့ ဒီတီတာမသိဘူးနော်အရင်မောင်းထူတယ် အရင်မောင်းတော့နေသိမကွာ မခိုင်လေးနဲ့အတူတူရုပ်ရှင်ရိုက်ဘူးလားအမှန်တိုင်းပြောနော်တေချာလို့လား ကျွန်တော်လည်းရရှိလူရိုက်ဘူးလားကျွန်တော်လည်းရိုက်ဘူးလား ကဲဒီနဲ့ရောတချင်းတွေပါတူစုံဘူးလားပွဲတွေပါစုံဘူးလားဟာစုံဘူးလေဟာ ဆိုတော့လားအဆိုတော့လား 10စက္ကန့် အဆိုတော်ထင်တယ်နော်အဆိုတော် ဆိုတော့လားကောင်းချင်ကောင်းကလို့ ဟေး လိန်နဲ့တော့အမီကိုကြည့်လိုက်ချင်းပြီးအိမ်ပြောင်းမှာဘာမှမလုပ်ဘူးတော်တော်နဲ့တူတခါမှဘာမှမရိုက်ဘူးလားဟလားတချင်းတို့ MD ကိုပြောနဲ့ဘာမှမပါဘူးမလား အေးဘာမှမပါဘူးလားတခါ ကိုပြောနဲ့မပါဘူးမလား ကြပြည့်နောက်တစ်ခေါက်ကျမှဘာလိုက်ကြအောင်ကွာနော်10စက္ကန့်ပြည့်သွားပြီတကယ်ကြီးဟာ ဒီတဲ့ သူတို့ကတခါမှမကြိုက်ခဲ့ဘူးမလား မရဘူးအမရေမကြိုက်တော့ပါဘူးမရေ မကြိုက်ဘူးမလားမကြိုက် နောက်အပိုင်းနေမှာဆက်ကြိုက်ကြမယ်လေ မလေးချင်းနေတုံးပြတယ် ည10မိနစ်ပြည့်သွားပြီ ဟုတ်ကဲ့ My singer